Hello အားလုံးပဲမင်္ဂလာပါဒီနေ့မမအီကဆေးဘက်ကလေးတုပ်ပြမှာဖြစ်ပါတယ်အိမ်ရကလေးတွေကပေါ့နော်ဒီနေ့စီပြန်ဟင်းနေမစားချင်တော့ဘူးအတူလေးတစ်ခုလောက်တုပ်ကြွေးပါဆိုတာနဲ့ဆေးဘက်ကလေးတုပ်ပေးဖြစ်တာပါရှင်အရင်ဆုံးကျက်သွန်အနီနဲ့ခဲညင်သီးစိမ်းကိုပပလေးတွေလှိလိုက်တယ်ပေါ့နော်ဒီနေရာမှာမမကြီးကတော့ခဲညင်သီးစိမ်းလေးကိုသုံးထားတယ်ပေါ့နော်တချို့ကအမှဲ့သုံးကြတယ်ပေါ့နော်ကိုကြိုက်နှစ်သက်ရအောင်သုံးနိုင်ပါတယ်ရှင်ပဝင်ပစ္စည်းလေးတွေထည့်ပါတယ်ပဝင်ပစ္စည်းတွေကလည်းကိုကြိုက်နှစ်သက်ရအောင်ရွေးပြီးသုံးလို့ရပါတယ်နော်မမကြီးကဒီနေရာမှာပေါ့နော်စီစိမ်းလေးပဲသုံးထားပါတယ်ရှင်စီချက်မချက်တော့ဘူးပေါ့နော်ကျက်သွန်အဖြူကျော်လေးလည်းထည့်ထားဖြစ်တဲ့ကြောင့်မမကြီးကစီစိမ်းလေးပဲသုံးပြီးတော့တုပ်ထားပါတယ်ရှင်ခုဆိုရင်တော့အရသာနှံ့အောင်နေလိုက်ပါမယ်နော်ရသာလေးနှံ့အောင်နေပြီဆိုရင်တော့ဆေးဘက်ကလေးတို့ညှက်ထည့်လိုက်ပါတယ်ဆေးဘက်ကလေးတွေတချို့ကပေါ့နော်အဲ့လိုတုပ်ပြီးသားပေါ်မှာဒီတိုင်းလေးပဲဖြူပြီးတော့စားတယ်ပေါ့နော်မမကြီးကတော့ထပ်ပြီးတော့နေလိုက်ပါတယ်ဘာဖြစ်လို့လဲဆိုရင်ဒီဆေးဘက်ရဲ့အနှစ်ကလေးတွေကပေါ့နော်ပြန်ပြီးနေလိုက်တဲ့အခါမှာခုနအသီးရွက်လေးတွေကိုဆေးဘက်အနှစ်လေးတွေကဝင်သွားပြီးတော့ပေါ့နော်အသီးရွက်လေးတွေကစားစိမ့်စိမ့်လေးနဲ့အရန်စားလို့ကောင်းတယ်ပေါ့နော်တခါတလေဒီလိုလေးတုပ်စားကြည့်နော်အရန်စားလို့ကောင်းပါတယ်ရှင်မမကြီးရဲ့နောက်ထပ်ဗီဒီယိုတွေကိုလည်းဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်